ညတကောင်ရဲ့အချိန်မှာအဝတ်စားနွမ်းပါပြီးအိုမင်းမစွမ်းဖြစ်နေတဲ့တူတောင်းစားဦးကြီးတယောက်ဟာစားတောက်ဆိုင်တစ်ဆိုင်ကိုလာပြီးအစားအသောက်တောင်းခံခဲ့ပါတယ်ဆိုင်ရှင်မျိုးသမီးကတော့တူတောင်းစားဦးကြီးစီကထွက်နေတဲ့အနံ့သက်တွေကိုရွှေရှာပြီးဆိုင်ကနေမောင်းထုတ်ဖို့ဝန်ထမ်းလူငယ်လေးကိုချက်ချင်းပဲအမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့စိတ်နှလုံးဖြူစင်တဲ့ဝန်ထမ်းလူငယ်လေးဟာဆိုင်ရှင်ရဲ့အမိန့်ကိုမနာခံဘဲတနာစိတ်နဲ့တူတောင်းစားဦးကြီးကိုခောက်ဆွဲတပွဲပြင်ဆင်ကျွေးမွေးခဲ့ပါတယ်ဒါတင်မကသေးပဲစံပြုတ်ပူပူလေးတစ်ခွက်ပါထပ်ယူပေးဖို့ဆိုင်ထဲကိုဝင်သွားခဲ့ပါတယ်စံပြုတ်ခွက်ယူပြီးပြန်ထွက်လာတဲ့အခါမှာတော့တူတောင်းစားဦးကြီးဟာဆိုင်ထဲမှာမရှိတော့ပါဘူးလူငယ်လေးကစပွဲကိုတန်ရှင်းရေးလုပ်ရင်းတူတောင်းစားဦးကြီးစားသွားတဲ့ပကံထဲမှာထူးဆန်းတဲ့ကြီးတင်ကားပြတစ်ပြားကြံရစ်ခဲ့တာကိုတွေ့လိုက်ရပါတယ်သူဟာတင်ကားပြကိုပြန်ပေးဖို့ဆိုင်ပြင်ဘက်ကိုအပြေးလွှာလိုက်ရှာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ခြေထောက်အောက်မှာထူးဆန်းတဲ့ရေလိုင်းကရက်တွေလိုအလင်းတန်းတွေပေါ်လာပြီးနောက်တစ်စက္ကန့်မှာတော့သူဟာရှေးဟောင်းအဆောက်အုံကြီးတစ်ခုရဲ့အရှိကိုရောက်ရှိသွားခဲ့ပါတယ်လူငယ်လေးဟာထိန်းချုပ်လို့မရတဲ့ဆွမ်းအားတစ်ခုကြောင့်အဆောက်အုံထဲကိုလမ်းလျှောက်ဝင်သွားမိတဲ့အခါမှာဆိုင်ကိုလာခဲ့တဲ့တူတောင်းစားဦးကြီးကိုဝစ်စုံအတင်းနဲ့ဝစ်ဆင်ပြီးကလပ်ထိုင်ပေါ်မှာခန့်ညားစွာထိုင်နေတာကိုတွေ့လိုက်ရပါတယ်ထို့အဖိုးအိုကသူဟာဒီနေရာရဲ့ပိုင်ရှင်ဖြစ်ပြီးလူငယ်လေးကိုကူညီဖို့အတွက်လူလောကကိုတူတောင်းစားအယောင်ဆောင်ပြီးလာခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်ထို့နောက်အဖိုးအိုဟာမသေးဆုံးမီသူ့ရဲ့ဆန္ဒပြေဝကိုသို့မဟုတ်လျှို့ဝှက်ကုန်သွယ်မှုလုပ်ငန်းကြီးကိုလူငယ်လေးထံလွှဲပြောင်းပေးခဲ့ပြီးလက်ဖွားထဲမှာကြီးတင်ကားပြားကိုရိုက်နှိပ်ကအဆောင်ရောင်ကိုတစိမ့်ခတ်ပေးခဲ့ပါတယ်ဒီနေရာမှာလောကမှာရှိတဲ့ဘဲအရာကိုမဆိုလဲကုန်သွယ်နိုင်ကြောင်းလူငယ်လေးသိရှိသွားခဲ့ပါတယ်လက်ရှိမှာတော့သူ့မှာကုန်သွယ်မှုရမှတ်10နှစ်တန်းရှိနေပါတယ်ပထမဦးဆုံးအနေနဲ့သူဟာရမှတ်တဲ့တူညာကိုအသုံးပြုပြီးဉာဏ်ပညာနဲ့လဲလှယ်ခဲ့ပါတယ်ရွှေရောင်လင်းနှန်းတွေသူ့ကောင်းထဲဝင်သွားပြီးတဲ့နောက်သူဟာချက်ချင်းပဲအသိဉာဏ်တွေပွင့်လင်းလာခဲ့ပါတယ်နောက်ထပ်ရမှတ်အချို့ကိုအသုံးပြီးသူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုမြင့်တင်ခဲ့တဲ့အတွက်အရင်ကထက်ပိုမိုတန်မာပြီးစွမ်းအားကြီးမားလာခဲ့ပါတယ်နောက်တစ်နေ့မှာတော့လူငယ်လေးဟာဆိုင်ရှင်မျိုးသမီးထံတွားရောက်ပြီးအလုပ်ထွက်စာတင်ခဲ့ပါတယ်ဒါပေမဲ့ဆိုင်ရှင်မကတော့ထုံးစံအတိုင်းရိုင်းဆိုင်စွာနဲ့ပဲ10စက္ကန့်နောက်ကျလို့ဆိုပြီးမျက်စိနဲ့ရိုက်ဖို့ကြိုးစားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့လူငယ်လေးကကြောက်မနေတော့ပဲလက်တစ်ဖက်မြောက်လိုက်ရုံနဲ့ဆိုင်ရှင်မကိုအချိန်ရက်တက်နဲ့စွမ်းအားနဲ့အေးခဲသွားစေခဲ့ပြီးသူဟာအရင်လိုဝန်ထမ်းတစ်ယောက်မဟုတ်တော့ကြောင်းပြောကကြောက်ခိုင်းထွက်ခွာလာခဲ့ပါတယ်ဆိုင်ကအထွက်မှာတော့မြို့မှာအချမ်းသာဆုံးတထေးကြီးဟာပြင်းထန်တဲ့ယောဂဝေဒနာကြောင့်သတိမေ့မျောနေပြီးသူ့ကိုကုသပေးနိုင်တဲ့ဆရာဝန်ကိုဒေါ်လာ10တန်းစုကြေးပေးမယ်ဆိုတဲ့သတင်းကိုမြင်တွေ့သွားခဲ့ပါတယ်တထေးကြီးရဲ့အိမ်တော်ကိုနာမည်ကြီးဆရာဝန်ပေါင်းများစွာရောက်ရှိနေကြပေမဲ့အားလုံးကလက်လျှော့ကနာရေးအတွက်သာပြင်ဆင်ထားဖို့ပြောနေကြတဲ့အချိန်မှာလူငယ်လေးဟာဝစ်စုံဖြူပြည့်နဲ့ရောက်ရှိလာပြီးသူကုသပေးနိုင်ကြောင်းပြောခဲ့ပါတယ်အစပိုင်းမှာတော့ဘယ်သူမှမယုံကြည်ပဲတထေးကြီးရဲ့မြေဖြစ်သူကတက်တော်ဆောင်တွေကိုမောင်းထုတ်ခိုင်းခဲ့ပါတယ်လူငယ်လေးက red ပစ်လိုက်လို့အမိန့်ပေးလိုက်တဲ့အခါမှာအခန်းထဲမှာရှိတဲ့တက်တော်ဆောင်တွေနဲ့လူအားလုံးကြောက်ရွံ့လို့ငြိမ်သက်သွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့တထေးကြီးရဲ့တာဖြစ်သူဟာလူငယ်လေးမှာထူးခြားတဲ့စွမ်းပကားရှိမှန်ရိပ်မိသွားပြီးသူ့အဖေကိုကဲတင်ပေးဖို့လူထောက်တောင်းပန်ကဘလောက်ပဲပေးရလဲလဲပါမယ်လို့ပြောခဲ့ပါတယ်လူငယ်လေးကငွေကြေးကိုမလိုချင်ပဲသူတို့မိသားစုရဲ့တစ္ဆာဆောင်တိမှုကိုသာအလဲလဲဖြစ်တောင်းဆိုခဲ့ပါတယ်တထေးကြီးရဲ့သားကသဘောတူတဲ့အတွက်ဝိညာဉ်ပဋိညာဉ်စာချုပ်မှာလက်ပွေနေပြီးဂတိပြုခဲ့ပါတယ်ထို့နောက်လူငယ်လေးဟာသူ့ရဲ့ကုန်သွယ်မှုရမှတ်တွေကိုအသုံးပြုပြီးတကိုးစွမ်းအားနဲ့တက်ဆောင်လင်းတန်းကိုတထေးကြီးရဲ့ခန္ဓာကိုယ်ထဲထည့်သွင်းပေးခဲ့ရအပြီးမှာတော့တေလူမျိုးပါဖြစ်နေတဲ့တထေးကြီးဟာချက်ချင်းပဲတတိပြန်လဲကကျမ်းမာလန်းဆန်းစွာနိုးထလာခဲ့ပါတော့တယ်ဒီအဖြစ်အပျက်ကိုမြင်လိုက်ရတဲ့ပတ်ဝန်းကျင်ကနာမည်ကြီးဆရာဝန်ကြီးတွေအားလုံးဟာဒါဟာတကယ်ကိုမယုံနိုင်စရာအံ့ဖွယ်မှုတစ်ခုပဲလို့တအံ့တော်ရေယုံမိကြပါတော့တယ်